တော်ရွာတွေမှာအလုပ်လုပ်တယ်ဒီမှာနော်ခလေး သူများဒီရုပ်ရှင်လိုက်နေတယ်မို့ရှင်းပြပါဦးမို့ချစ်တဲ့ဟာ အဲ့ဒါစီးရတာအိမ်ကြီးပဲသွားတယ် ဒါပါမို့ချစ်နေတာပါခေါ်လဲ အခုဒါကျုပ်ငပိရဲ့ ကျက်ဦးငပိကျက် ငပိရဲ့ ဆိုဘယ်နည်းစာတွေ့လာတာထင်တယ် စားခြင်းနဲ့လောက်စားမယ်စားကလည်းကြည့်ရတာပေါ့ဘယ်လောက်လဲကိုကသွေးတိုးနေမယ်ကိုကသွေးတိုးရှိတာ ဆိုတော့ဘယ်နည်းဒါဘယ်နည်းအတွက်လဲချစ်ထားတာ ဘယ်နည်းရှိကတော့မမတယောက်တည်းစားတော့မမစားမှာပေါ့ မို့ကြတဲ့ဆိုင်ဘလောက်ခံမယ်3ရက် တပတ်တော့ တပတ်ခံမယ် အတိတ်ကမဟိုစားငပိလာပြောတယ်ငပိစားတယ်ဒါခမကပဲဒီမှာလာတာကျက်ဥတွေနဲ့ ဆိုတော့ ဟင်းနဲ့အတူတူပဲကျက်ဥဟင်းတို့ဘာတို့ငါးဟင်းတို့စားနိုင်မှုဆို ဆိုဒီထက်မှပါ ပေါ်မှာဘာမှကြည့် မို့ချစ်တဲ့ငပိတဲ့မှာပါလေလောလောဆယ် အခုဒါကမမငပိကိုမမငါးနာပါနိုင်ငါးကြီးတွေမှလည်းဒီလောက်အိုးကြီးတွေ ဆိုဒီထက်မှာ fish sauce ထည့်ထားလား အဲ့ဒါကြောင့် ခုလောလော fish sauce ပါလား ပါတယ် ညိုသေးပါလား ဒါလေးဒီမျိုးပါတယ်ပေါ့မှရပါလားဆိုမမဟိုစားက ဆို ပြား ဒီပလင်းလုံးဟိုဒီပလင်းလုံးတောင်းလိုက်တယ်ဟာလား မှန်တယ်အဲ့မှပြလားဒီကစားစတဲ့ဘောမျိုးကလာပြီးတော့ကလာတွေပါလေဆိုငါပြီးမစားဘူး ဟုတ်တယ် တဲ့ ဆိုမပဲစားတာပေါ့ ဆိုမစားဘူးမတို့ဗမာပဲဗမာထဲမှာလည်းအမျိုးမျိုးပဲ မောဗမာမဟုတ်တာမောကကရင်မဟုတ်ဘူးလား ကရင်နေပါလေဗမာစားတာပြောပြတာကရင်နေစားတယ်ဗမာတွေစားတယ် ညာ အတူတူပဲဒီငပိတွေပါလေကရင်နဲ့ငပိဗမာနဲ့ငပိ ဆိုโอเค အဲ့အင်းကြီးမှာတော့ကြည့်နေအိုးကြီးတွေတော့ကြည့်နေစီယို ဘသူစားလဲအဲ့ဂျီအိုကြီးကြီး စီယိုကလည်းရောင်းတာငါပြရမမဗမာဆိုင်နေခေါ်တော့မယ်တော့ မတော်ကြည့်ပါဘူးဘာဆိုင်ဒီတော့မှဆိုင်လဲဒီတော့မှမရှိ အဲ့မှာသွားလို့ရှိရင်ဟာမမတို့လားသူကသူတို့လူထား ဒါဗမာဟောဟုတ်ဒါအမေရိကန်ဟာ hot ဆော့ sauce ဗမေရီချောအချို့လုပ်ပြီးမဲ့တာမရဒီလားဟဲ့ရက်ဟော့တယ်ဒီလားဒါရသေးပါငါပြီးသွားထက်လိုက်ပြီးပြီညဗမာဟာပြီးသွားပြီးတာဖတ်ထားโอเคအစားတော့ကမျိုးမျိုးဆိုတော့မမဘွားမှာအနေနဲ့ဟာမမလည်းကလေးတဲ့ပုံနဲ့ရတဲ့ယောက်ျားလည်းဗမာအစ်စ်ဗမာအစားမဟိုဟာမမနေရတော့သိတူခါရတယ်မရှုပ်တဲ့ရှုပ်အောင်ရှောက်လို့ပြီးတော့ငါခိုင်းရမျိုးမျိုး ဒီဘာခိုင်း ရလည်းခိုင်း ငါပြချက်ခိုင်းလားဘာခိုင်း လူခိုင်းဒီအလုပ်ခိုင်းဟိုအင်္ဂါဟာမျိုးမြတ်အိမ်မှာထွေးလေးပါလေဖိစားသွားစားပြလိုက်တော့မလဲအောင်ကောင်းချင်းရတယ်ဆိုတော့မမဆိုင်နဲ့လည်းမဝကြည့်ရတယ်နေ့ဖိသိကြီးများတယ်မတတ်တခေါက်သူကလည်းမလုပ်တော့ဘူးစားတတ်တယ်စောက်တတ်တယ် complete လုပ်တယ်ဒီမြတ်ချက်လို့ချက်တော့လားဒီလိုလေးနဲ့ချက်တော့လားအဲ့လိုမျိုးမိရသိနာကိုကောင်းတယ်မမအာမကြတယ်အများကြီးခံတယ်ဒါမဲ့ထားသူကစုကိုဘာလုံးမတော့မသိရတော့နေ့ဖေက psychiatrist က psychiatrist down ပေါ်လာလို့ဒီသူက psychiatrist မားတွေကဒီစကံပြောစာနေတင်တာသူကတခါတည်းသူများအင်ဟာလေးသွားစားအဲ့ဒီနီးလေးအရောက်တဲ့ချစ်ချင်းမရလားအဲ့ဒီနီးလေးမချက်တတ်ဘူးလားဟိုအဲ့ဒီအင်ကကြည့်စား သူ့အိမ်သူသွားလိုက်တာသူ့ လူ နေချင်း နာအိမ်နေပေါ်လူနာအိမ်ဘလောက်ညစ်ပတ်တယ်နေထိုင်နေလေဘလောက်ညစ်ပတ်တယ်ဟုတ်မှာအဲ့ဒါလေးတွေကိုလက်ဆေးပြီးတော့လက်နဲ့စားတယ်ဟုတ်လားပမာကင်းစုပြီးမစားဘူးညလက်နဲ့စားလို့တစ်ခါစားစားလို့ကောင်းလိုက်တာအိမ်ရရတယ်အမေခံအောင်အဲ့လိုမျိုးချက်တော့လားအဲ့လိုနောက်ချီပြနေအခုလေဒီလိုလေးတွေမမကရှောက်ထွင်လို့တက်တယ်အခုဒီ ဟောဒါမိုးထွင်လာတယ်ဟာ အခုချက်တယ်မဒီတွေချက်တယ်နော် ဆိုအစ်စ်မဟုတ်ဘူးဗောဒီဟာ အချက်မတာကျဲဦးငပိကျလဲလဲလို့ ကျက်ဥငပိကျော်โอเค ကျဲဦးဒီကျဲတယ် မနေ့တိုင်းမိုးဒီဟာကျွေးပြီးမနေ့ breakfast lunch and dinner နဲ့ရောကျွေးလိုက်နေဟာ ဒါမဲ့မျိုးဒီမစားနိုင်ကြတော့မျိုးဒီမထည့် ဟုတ်ဒါနီလေးကမျိုးသိမဟုတ်ဘူးလား ဒါပေါ့ ဟိုအစင်းလေးကမျိုးသိမဟုတ်ဘူးလား ဒီဟိုကမအစိမ့်နဲ့တူတာဒါ မစပ်ဘူးလားကြာ အစတ်တီ နည်းမီးကြည့်ပါလားမို့ ဒါမမစားမှာမမက စားမအေးလို့သိပါနည်းမီးကြည့်မလား အော်မင်းကြည့်လေ မီးကြည့်လေ မမကြည့်ရပါမမကကျဲဦး တူ တယ် တော့မို့တော်တော် ဒီကထွေးနာ you have to mix more တူလိမ့် မတူစီစီရဒီဘက်တချို့မမရ don't use the real thing spatula ဒီကစီရလေစီစေးကြီး ဒါ west ရှိတယ် စီစေးကြီးရဆိုတော့ဒါကြောင့်အများကြီးမိုးရင်မရစီဟိုစစ်တော့ရစီအသိကဘာရှိလဲဆိုတော့ number 1ဈေးအကြီးဆုံးနဲ့အကောင်းဆုံးကတန်းစီကြည့်လား so ဒီအားအောင်ချက်ပြီးလို့ရှိရင်မို့ဘယ်လိုစီထားမလဲမို့ where are you going to put it ရလားစီမြမြထဲတာ no where are you going to put it are you going to put it in a bowl in the bottle ဒီဘော်လေးဘယ်ဆန်း ဒါလေးကဘာမှဆောင်း so ဘယ်ဘော်လဲချာဘော်ရှိလား bottle လည်းအများကြီးရှိတယ်ဒါမျိုးတွေဒါရောင်းတဲ့နေရာမှာဒါမျိုးတွေ no today where are you going to put it ပြီးလို့ရှိရင်ဒီမှာတော့ထည့်မယ် နေရာရှာမှာပေါ့မရှိဘူးဆိုမမကဟ
ပလင်းနေမျိုးရှိရပလင်းနေမှာထည့်လို့ရ ငုံငပိထည့်ပြီးလို့ရှိရင်မိုးရေခဲတဲ့မှာတင်းစုထားလိုက်စားမယ်ညစားတယ်မလား ညာတော့သမင်းငပိနေမစားနဲ့ကောင်း Okay ရေစိတ်ကြောက်တယ် alright ရေတောက်တယ်နောက်ပြီးတော့ဟိုကလေထနေရတာပဲလေ yeah ကောင်းပြီးတော့လို့တာလဲကြည့်လို့နော်ဟိုတာလုတ်တဲ့ဥစ္စာငါစမှာငါထဲမှာအကုန်ရှိတယ်ဦးတွေသေးတယ်အစုံလို့ချီးတွေအကုန်ရှိတယ်အဲ့ဒါတွေဒီမှာအိုးကြီးတွေဒီမှာထည့်တယ်โอเคဘာမှတွေစားတာအဲ့ဒီမှာချီးတွေရောဗါလဲလူချီးရောအကုန်ရှိတယ် လူချီလဲပါတယ် အားကြောင့်မသားတော့ဒါလည်းမသိဘူး အားကြောင့်အိမ်မစားနိုင်တာပေါ့ အဖေမသိဘူးဒါနဲ့ အဲ့ဒါကြောင့်မိုးကြိုက်တယ် ဒါမမကသွားသိနေ ဩ မမကရှောက်သွားရင်ပမာတော့တဲ့လူနာတွေ home care တွေလေဆင်းရဲတိတ်တနာကိုခေါင်းနေ ဘယ်နှစ်လောက်ခဲ့လဲ home care လို့ home ပမာ care ပြည်မှာပမာပြည်မှာ ဆင်းနေမမဆရာမ ဆယ်နှစ်လောက်ခဲ့တယ်ပမာပြည်မှာ ဆင်းနေ okay တခါလေသွားရင်လေမမမပြောပြောတော့မမခေရဘူးမမအိမ်မှာဖိဖိရလေကရင်မမချက်တော့ဒါပေမဲ့မမပြေ complain မလုပ်တော့ဘူးသူကစားတိုင်းစားတာမစားတိုင်းနဲ့အော်ပလိုက်တာပဲတခါလေရုပ်သီးတွေသိများတယ်အတော်တယောက်ရှိတယ်မမရဲ့ဦးလေးအငယ်ဆုံးလေသူစီတော့မမရှိတယ်ဦးလေး youngest brother uncle ဦးကစိတ်ချစ်တတ်တယ်ချစ်တတ်တယ်ကလည်းသူယောက်ျားစိတ်ကြီးများတာပဲမမဦးလေးကဟိုဟာဒီဟာအာဒါပဲမိုးရရောကြော်ပေါ့ရောကြော်စားလိုက်ရတာပဲကြော်ပြီးတော့မှချက်တာမျိုးငားတွေကိုလေဦးလေးအနေကသူကပြီးတော့သူ့စီရလည်းရတာပေါ့သူများစီရသူကငားတွေကဒီလိုမရအောင်ငားယူလာညာကိုစားနေဆေးရတယ်စားပုံမှန်လေငားပုံမှန်လေဒီတွေထဲမှာကိုပြေးနေပြေးချီးတွေပုံမှန်နော်အဲ့လိုရောင်းနေထဲတော့ပါလာတယ်ငားတွေအမျိုးမျိုးပဲညာတွေကိုအကုန်လုံးဖက်ခွဲဒီသေးတွေအကုန်ထုတ် alright ဒါပဲ စားနေဆေး alright that was မမိုးချက်တဲ့နီးရှင်းပြပြီ okay ရှင်းကြပြီဒါလည်းတော့ကိုကကူစဒါနဲ့မမိုးလက်ထက်ရောက်တော့တဲ့ရောက်ပေါ့မမိုးဖေးတဲ့လောက်ကြီးမများဘူးပြီးတော့သူကတခုခုဆိုမှဆိုင်တော့ဝဲတာကျက်သားဟင်းဖိဖိကိုလည်းစကားမပြောလို့မကောင်းဘူးနားမလဲဖိဖိကသူအဲ့လိုဆိုတော့မမိုးကအဲ့ဒီမယားနှစ်ယောက်ကြားရကြီးလာတာโอเคဆိုတော့မမိုးကလည်းကြားရကြီးလာပြီးတော့ဆိုင်ဒီဘာဒီမှာသွားစားဘူးလေသူများအိမ်ဒီဘာဒီမှာရှောင်းစားဘူးဆိုရယ်ငယ်ငယ်လေးကမမိုးအောင်တော့ခိတ်ရှိတယ်မမိုးကြည့်ဒီနေရာဒီအင်ချက်တာတော့လူမမိုးကြည့်တာကတချို့လူမမိုးအကြောင်းသိကြည့်တယ်မျက်စိနဲ့ကြည့်ပြီးတော့အဲ့ဒါမမိုးသိတယ်ဒီလိုမကြိုက်ဘူးဟိုလိုမကြိုက်ဘူးကြားမျိုးမဟုတ်ဘူးဒါပေမဲ့ကိုအိမ်မှာသွားဘူးကျေသွားလို့မရဘူးဟုတ်မလားမြားချက်ကျွေးလို့စားတယ်မြားဖိတ်လို့ခေါ်စားလို့လာစားတယ်စားပြီးကပိတ်ထားစားကြည့်အသာလေးဖယ်ထားမမိုးစနစ်ငယ်ငယ်လေးကလေးရှိတယ် yeah မမိုးပဲနေလိုက်တော့ ဆယ်နှစ်လောက်ရှိမှာပေါ့ရှင်းနေကိုနေဆယ်တယ်ပြီးတော့ကရင်တွေကကလားမှာကလားလေဘယ်လိုလုပ်လဲငါခုပြောမယ် catfish ကိုအခုကြီးတွေပါရဒီလောက်ခလေးရှိတယ် အေးလောခေါ်လိုက်ပါအောင်လားတူတော့မယ် အသားလေးကနည်းနည်းလေးပဲရှိတယ်။ဒါပြီးတော့ကြည့်ပြလို့ကျင်းမပြီးကြတာ။ကျင်းမပြီးကြမမိုးတော့အထွင်လိုက်တယ်။ဖိဖိကထွင်တတ်တယ်။ဖိဖိအနေက မမိုးထွင်မိတာလားဘူးထွင်ပေးလေ ထွင်တတ်ဒါကြောင့်အဲ့ဒီအဖွားကြီး this is your recipe ဟုတ်တယ် ဖိဖိကဘာမှမလုပ်တော့ဘူး။မမိုးအဖေက